ယူတဲ့ရင်ပညာရမယ်မကြီးစော့ဖြော်နီးလေးကိုကျွန်မပြောပြပါမယ်ပညာမလိုချင်မှုယောက်ျားပဲလိုချင်တယ်ဆိုတဲ့လူတွေကတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တရေပဲကြာသွားပါယောက်ျားလည်းလိုချင်တယ်ပညာလည်းလိုချင်တယ်ဆိုရင်တော့ရှင်တို့ကကိုရဲ့ချစ်မွလေးတွေဖြစ်မှာတော့ကျင်းသေးပါတယ်အကင်စားပြီဆိုရင်ယောက်ျားကိုဒီလိုအချင်းလေးတွေတာဖြော်ပေးလိုက် share ဖြစ်သွားမယ်ပေါ့ကွယ်မကြီးသေးကိုအပြင်မှာ10မိနစ်လောက်ရေစိမ်ပြီးွားရင်တော့ကျွန်မပြတယ်လို့ပြုတ်ပါပြီးသွားရင်တော့ထညက်9ခဲလောက်ထည့်ပြုတ်ပေါ့နော်ပြုတ်ပြီးွားရင်တော့မကြီးဖက်တွေကိုဆယ်လိုက်ပါဆယ်ပြီးွားရင်တော့ကျွတ်သွန်ပြူငယ်ကိုတီးစိမ်းထောင်းလာတာထက်ရင်ပွက်ပွက်ဆူလာပြီးဆိုရင်အရသာအတွက်စားရဲ့အရသာမိုးရဲ့ငါးငံပြားရည်ရထည့်ပါပူစီနဲ့ရဲ့နန်းနန်းမေးရဲ့ကိုအပြင်မှာညှက်ထားပြီးတော့ထည့်လိုက်ပါမယ်ပြီးသွားရင်တော့ပွက်ပွက်ဆူပြီးတော့ကြက်အောင်တဲမယ်ပေါ့နော်ပြီးရင်ငရုတ်သီးမုတ်ကို3စုံကနေ5စုံအဆက်စားနိုင်ရင်ထည့်လိုက်ပြီးဆိုရင်တော့အရန်ရတာရှိတယ်မကြီးစော့ကလေးရပါပြီတတာဒီနေ့တော့အိမ်မှာပေါ့ပေါ့ပပလေးအကင်လေးကင်စားဖြစ်ပါတယ်အမားတို့မပြောနဲ့အိမ်ကလူတွေတောင်ကျမရဲ့ပေါ့ပေါ့ပပကိုအရန်ကြောက်နေပါပြီကျမရဲ့ပေါ့ပေါ့ပပကအနည်းဆုံး9မျိုးလောက်ပါတယ်ပေါ့နော်စားလို့သာကောင်းတာလုပ်ပြီးွားလို့ရှိရင်တော့အသက်ကိုထွက်လို့တကယ်တော့အကင်ဆိုတာကလေပြောတော့တာလွယ်တာလောက်ကတာလက်ဝင်ပါတယ်ကဲဒီနေ့တော့အကင်စုံလေးရဲ့9ကင်လေးရဲ့နှစ်တရာသီးလေးရဲ့နှခမ်းမွေးကောင်လိုနာမည်ပေးထားတဲ့ကင်းမွန်လေးတွေလည်းကင်နေပဲပြားလေးတွေလည်းကင်နေ sausage လေးတွေလည်းကင်နေရှမ်းကျက်ဥချောင်းလေးတွေလည်းကင်ပါတယ်ကွယ်အရန်စားကောင်းတော့ပဲရုံးပရိသီးလေးကတော့အစ်စ်ပေါ့နော်မီးသွေးမီးဖို့ချင်းချင်းကြုတ်လေးကင်ရတာဆိုတော့မီးအမနိုင်နဲ့ပြဿနာအမြဲဖြစ်ပါတယ်ဒါကတော့ဒီနေ့ကျမမောင်ကင်ပေးတာပါကျမကတော့အပေါ်ကနေပြီးတော့လိုအပ်တာလေးတွေလုပ်ပေးတယ်ပေါ့နော်တယောက်တည်းကင်ဆိုရင်တော့ပြီးမှမဟုတ်တော့တဲ့အတွက်ညီမောင်က2ယောက်ခွဲကင်လိုက်ပါတယ်ဒါကတော့ sausage လေးတွေကိုအပေါ်ကနေပြီးတော့မာလာတုံနေတာပါပြီးွားရင်နှခမ်းမွေးကောင်ကင်းမွန်လေးတွေကိုလည်းကျမတို့အကင်ဆော့ကလေးတွေတုပ်ပြီးတော့ကင်ပါတယ်ကျမတို့အိမ်မှာစင်တွဲလာကိုအဆင့်တွေခွဲထားပါတယ်ဟင်းချက်တဲ့စင်တွဲလာရဲ့အိမ်တန်ရှင်းရေးလုပ်တဲ့စင်တွဲလာရဲ့ပြီးွားရင်တော့ဟိုဝါဝယ်ဒီယာဝယ်လုပ်ပေးတဲ့စင်တွဲလာရဲ့ပါအဲ့ထဲမှာတော့အာနာအရှိဆုံးစင်တွဲလာကတော့ကျမပေါ့နော်ကဲဒါလေးကတော့နှစ်တရာသီးလေးတွေကိုကျမကြော်ထားတာပါငါးလေးကိုလည်းကင်ထားပြီးတော့လက်ဖက်လေးနဲ့အီလေးနဲ့ကင်စားတာအရန်စားကောင်းပါတယ်အချင်းဖြော်နီးကိုလည်းကျမပြီးရင်နောက်တဲ့ vlog တစ်ခုတင်ပေးပါမယ် sausage လေးတွေကိုမာလာလေးတွေနဲ့အကင်တုပ်ပြီးတော့အချင်းလေးနဲ့စားရတာအရန်ကောင်းတော့ပဲကွယ်ကိုယ့်ဟာကိုယ်လှုပ်စားအရန်တန်ပါတယ်တန်တော့တန်နဲ့လှုပ်ရတာအရန်မောသွားပါပြီတတာနောက် vlog တွေမှာပြန်တွေ့မယ် see you